ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်စီဟာမိုးကုတ်မြို့နဲ့နောင်ရှိုမြို့တွေကိုမနေ့ကလေကြောင်းကပေါင်900ပုံလာရောက်ကျေရှတိုက်ခိုက်ခဲ့တယ်လို့တအန်းတက်မတော် PSLF TNL ကဒီကနေ့မှထုတ်ပြန်ပါတယ်။နောင်ရှိုမြို့နယ်နေမြေ30ဈေးရက်ကွက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမေလ23ရက်နေ့ည9နာရီအချိန်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျရှတိုက်ခိုက်ခဲ့လို့နေအိမ်9လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီလိုပဲမိုးကုတ်မြို့နယ်ရွှေလိပ်ပြာအနီးတစ်ဝိုက်ကိုလည်းည7နာရီကျော်အချိန်ကဂျက်ဖိုက်တာနဲ့လာရောက်ပုံကျတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာမေလ12ရက်နေ့ညအချိန်ကလည်းမတ်တုံမြို့နဲ့မိုင်းငေါ့မြို့တို့ကိုဂျက်ဖိုက်တာနဲ့ဘုံလာရောက်ကျေရှတိုက်ခိုက်ခဲ့လို့ပြည်သူတယောက်သေဆုံးပြီး3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာအပြည့်အခတ်ရက်သက်တမ်းတလထပ်တိုးထားပေမဲ့လည်းနေ့စဉ်ပုံကျတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေပါတယ်။